တင်စာညီမျှခြင်းတစ်ခုတည်းကနေမယုံနိုင်လောက်အောင်လှပပြီးရှုပ်ထွေးတဲ့အရာတစ်ခုကိုဖန်တီးမှန်တယ်ဆိုတာဖြစ်နိုင်မှာမလားကဲအဲ့ဒီလျှော့ဆန်းကျဲတဲ့ကဘာထဲကိုအတူတူခုန်ဆင်းကြည့်လိုက်ကြရအောင်အခုမြင်နေရတဲ့ပုံကတော့ Mandelbrot set လို့ခေါ်ပါတယ်ဒါတကယ်ကိုအနုပညာလမ်းရာတစ်ခုလိုပဲနော်အစုံမရှိရှုပ်ထွေးပြီးလှပရဲ့ fractal တစ်ခုဖြစ်ပြီးအံ့ဩစရာကောင်းတာကဒါကိုတင်ချာကနေထုတ်လုပ်ထားတာပါဆိုတော့ဒီနေရာမှာမေးစရာရှိလာတာကဒီလောက်အသေးစိတ်ကြပြီးလောက်ပါတဲ့ပုံစံတစ်ခုကိုဖန်တီးဖို့ဘလို့မျိုးကိန်းကနန်းလေးလိုအပ်မှာလဲဟုတ်ပြီဒါကပဲဒီနေ့ကျွန်တော်ရဲ့အဓိကမေးခွန်းပါပဲကာမီအဖြစ်ကိုရှာကိုကျွန်တော်တို့သုံးနေကြ gaming ဖြောင်းမှာတခုခုလိုနေတယ်ဆိုတဲ့အယူအဆကိုအရင်ဆုံးမိတ်ဆက်ပြပါစီအဲ့ဒါကတော့ I လို့ခေါ်တဲ့စိတ်ကူးရင် unit ပါပဲသူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူ့ကို net ထပ်ကိန်းတင်လိုက်ရင်အနှုတ်တစ် -1 ကိုရတယ်အရင်ကဆိုတာကမဖြစ်နိုင်ဘူးလေအဲ့ဒီတော့ဒါဟာတင်ချာကိုတိုးချဲ့ဖို့လိုအပ်ခဲ့တဲ့အခြေခံအုတ်မြစ်တစ်ခုတကယ့်ကိုတောင်းလန်းရစ်တစ်ခုပါပဲဂျက်ဟဒါမတ်ကဖော်ခဲ့တယ်လို့ပေါ့ဗျာတကယ်အရှိတရားနှစ်ခုကြားကအတူဆုံးလမ်းဟာရှုပ်ထီးတဲ့ကဘာကိုဖြတ်သွားရတယ်တဲ့ဒီစကားကစကူရင် unit I ဟာတင်ချာမှာဘယ်လောက်အရေးပါပြီးအထုံးဝင်လဲဆိုတာကိုကွက်ကွန်းဖော်ပြနေပါတယ်ကဲဒီစိတ်ကူးရင် unit ကိုကျွန်တော်ရဲ့ရိုးရိုးကိန်းတင်နဲ့ပေါင်းဆက်လိုက်တဲ့အခါအပိုင်းနှစ်ပိုင်းပါတဲ့ကိန်းအမျိုးသားအသစ်တစ်ခုဘလို့ဖြစ်လာလဲဆိုတာကိုဆက်ကြည့်ကြရအောင်5 + 2i ကိုကြည့်လိုက်ပါဒါဟာရှုပ်ထွေးကိန်းတစ်ခုပဲသူ့မှာအပိုင်းနှစ်ပိုင်းရှိတယ်ဆိုတာတွေ့လားကိန်းစစ်ပိုင်း real part ဖြစ်တဲ့5နဲ့စစ်ကူးရင်ပိုင်း imaginary part ဖြစ်တဲ့ 2i ဆိုပြီးတော့ပေါ့ဒါပေမဲ့ဒါဒီအားလုံးပေါင်းပြီးမှကိန်းတစ်ခုတည်းနော်ဒါတကယ်ကိုအရေးကြီးဆုံးအချက်ပဲရှုပ်ထွေးကိန်းတစ်ခုတည်းကရိုးရိုးကိန်းတစ်ခုထက်တရင်ချက်လက်နှက်စစ်ကိုတည်ဆောက်ထားနိုင်တယ်စဉ်းစားကြည့်လေကိန်းတစ်ခုထဲမှာအချက်လက်နှစ်ခုပါလဲဆိုတော့ဒီလိုအပိုင်းနှစ်ပိုင်းပါတဲ့ကိန်းအသစ်ကြီးကိုဘယ်လိုပုံဖော်ကြည့်မလဲရိုးရိုးမြေဖြုံတစ်ခုတည်းနဲ့တော့အဆင်မပြေတော့ဘူးအတိုင်းစနှစ်ခုပါတဲ့မြေပုံတစ်ခုလွယ်လာပြီဒီမှာလေဒါကိုရှုပ်ထွေးပြင်ပြီး complex plane လို့ခေါ်ဒါဟာကျွန်တော်တို့ရဲ့ကိန်းအသစ်တွေအတွက်မြေပုံတစ်ခုပဲအလျားလိုက်မြင်ကကျွန်တော်တို့ခုခဲ့တဲ့ကိန်းစစ်တွေအတွက်တောင်းလိုက်မြင်ကတော့စိတ်ကူးရင်ကိန်းတွေအတွက်ပေါ့ဥပမာတစ်ခုကိုကြည့်ကြရအောင် -2 + 3i ဆိုတဲ့ကိန်းကိုနေရာချကြည့်မယ်ကိန်းစစ်ပိုင်း -2 က x ဝင်ရိုးအတိုင်းအနောက်ကို2 unit သွားခိုင်းတယ်စိတ်ကူးရင်ပိုင်း3က y ဝင်ရိုးအတိုင်းအပေါ်ကို3 unit တက်ခိုင်းတယ်ဒါပဲအဲ့ဒါသူ့ရဲ့နေရာသူ့ရဲ့လိပ်စာပဲဆိုတော့အစပိုင်းကကျွန်တော်တို့မြင်ခဲ့ရတဲ့ Mandelbrot ရဲ့လျှို့ဝှက်ချက်နဲ့ဒီရှုပ်ထွေးပြင်ကြီး complex plane ယူဆကိုတိုက်ရိုက်ပြန်ချိတ်ဆက်လို့ရသွားပြီအဲ့ဒီပုံတွေကအဆက်သေးသေးလေးတိုင်းမှာဒီမြေပုံပေါ်ကကိုပိုင်လိပ်စာတစ်ခုစီရှိနေတာကမ်းမီအခုကျွန်တော်တို့မှမြေပုံရောကိန်းကနန်းတို့ရောရှိပြီးဒီ fractal ကြီးဘယ်လိုဖက်လာလဲဆိုတာကိုစာမီဖော်ထုတ်ကြည့်ကြရအောင်တကယ်တော့ဒါဟာရိုးရှင်းပြီးထက်ခတ်တလဲလဲလုံရတဲ့လုပ်ငန်းစဉ်တစ်ခုကနေထွက်ပေါ်လာတာပါဒီ fractal ကြီးတစ်ခုလုံးကိုမြေပုံပေါ်ကအမတ်တိုင်းကယူပြီးရိုးရှင်းတဲ့တန်ချတွက်ချက်မှုတစ်ခုတည်းအကျဉ်းကျအခါခါထဲတွက်ပြီးဖန်တီးထားတာအတုံးပြတဲ့တွက်ချက်မှုတွေကိုယ်တိုင်ကရှုပ်ထွေးနေတာမဟုတ်ဘူးနော်ဒီ fractal ကိုဖန်တီးတဲ့လုပ်ငန်းစဉ်ကတကယ်တော့ရိုးရှင်းပါတယ်နံပါတ်1ရှုပ်ထွေးပြင်ကြီးပေါ်ကမှတ်တစ်ခုကိုရွေးလိုက်တယ်နံပါတ်2သူ့ကိုညီမြချင်းတစ်ခုတည်းထည့်သွားတယ်နံပါတ်3ထွက်လာတဲ့အဖြေကိုအဲ့ဒီညီမြချင်းတဲ့မှာပဲထပ်ခါတွက်သွားတယ်နောက်ဆုံးနံပါတ်4ကတော့ရလာတဲ့ရလာပုံမူတည်ပြီးအဲ့ဒီအမှတ်ကိုအယောင်ချလိုက်တာတယ်ဒါပါပဲဒီတော့အကျဉ်းချုပ်အနေနဲ့နိုင်ရှင်ကြည့်တာရိုးရိုးကိန်းတွေကမြင်းဖြောင်းတစ်ခုတော်မှာပဲနေတယ်ရှုပ်ထွေးကိန်းတွေကတော့ပြင်းကြီးတစ်ခုလုံးမှာနေနိုင်တယ်ရိုးရိုးကိန်းတွေကပမာဏကိုပဲပြောနိုင်ပေမဲ့ရှုပ်ထွေးကိန်းတွေကပမာဏရောလဲပတ်မှုကိုပါဖော်ပြနိုင်တယ်နောက်ဆုံးအနေနဲ့ရိုးရိုးကိန်းတွေကတာမန်ပုံတွေဆွဲနိုင်ချိန်မှာရှုပ်ထွေးကိန်းတွေကတော့ဟော့ဒီဘလို့အမခန်း factor တွေကိုဖန်တီးနိုင်တာပေါ့အခုဆိုရင်ကျွန်တော်ရဲ့ရှင်းတင်ဆက်မှုကအစကိုပြန်ရောက်လာပါပြီ Mandelbrot ကိုအခုလိုနားလည်မှုအသစ်နဲ့အတူပြန်ကြည့်လိုက်တဲ့အခါသူရဲ့ဖန်တီးပုံကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်လာပြီဟုတ်မျက်လက်ကကိန်းတစ်ခုတည်းမှမရှိဘူးတကယ်မျက်လက်ကရိုးရှင်းတဲ့လုံနှင်းစင်တစ်ခုကိုအကျဉ်းပေါင်းတန်နဲ့ချီပြီးထပ်ခါတလဲလဲလုံဆောင်တဲ့အခါဘာဖြစ်လာမလဲဆိုတာပါပဲဒါလားတကယ်ကိုစဉ်းစားစရာပဲနော်အတိုင်းအစားနှစ်ခုပါတဲ့ကိန်းကနန်းလေးပေါ်မှာရိုးရှင်းတဲ့စီးမင်းတစ်ခုကိုအတုံးချလိုက်ရုံနဲ့ဒီလောက်လှပတဲ့အရာတွေဖန်တီးနိုင်တယ်ဆိုရင်တင်ချတဲ့ပုံစံတွေထဲမှာတခြားဘလို့အလားတရားတွေဘလို့လျှို့ဝှက်ချက်တွေများထပ်ပြီးပုံကွယ်နေနိုင်သေးမလဲ